နေ့ခေတ်စားနေတဲ့မိစ္ဆာဓမ္မဘာလဲဆိုနော်ပြောရမယ်ဆိုရင်စာတဲ့အတိုင်းပြောတာနော်စာတဲ့အတိုင်းပြောတာနော်ကြားချင်းမှားချင်းခဏခေတ်မှာလေဂေးတို့လက်စဘီယန်တို့G2G ဆိုတာဂေးတူဂေးပေါ့ L2L G2L L2G ပေါ့အဲ့လိုပဲပြောလိုက်ပြီနော်ကြားချင်းမှားချင်းတက်မဲ့တဲ့အရာတွေဖြစ်ပေါ်လာတာဟာဒါမိစ္ဆာဓမ္မလို့ခေါ်တယ် wrong practice အဓိပ္ပာယ်ပြန်မယ်ဆို wrong practice ခဏခေတ်မှာလူလောကမှာဥပဒေကခွင့်ပြုရတဲ့အနေအထားမျိုးထိရောက်လာပြီလေဥပဒေကခွင့်ပြုလာပြီတချို့နိုင်ငံတွေဥပဒေကခွင့်ပြုတယ်ဆိုတော့လူလုံးတဲ့ဥပဒေပြောတာပါတချို့နိုင်ငံတွေကခွင့်လုပ်တဲ့အဓိပ္ပာယ်တွေဖြစ်လာအဲ့တော့ဒီလိုမိစ္ဆာဓမ္မလွဲမှားတွေဖြစ်ပေါ်လာတဲ့ဟာလည်းပဲဇေယျဆိုးတစ်မျိုးလို့နော်အဓမ္မရာဂတဲ့သားနဲ့အမိသမီးနဲ့အဖေဆွာမျိုးလို့ဩန္တမချင်းဆွာလိအဓမ္မရာဂဝိသမလောဘစာကိုယ်နဲ့ပတ်သက်တာတောင်မှအလွန်ကဲဖြစ်တာမိစ္ဆာဓမ္မဆိုတာခုနလိုကြားချင်းမှားချင်းအဲ့ဒီလိုဖြစ်တာကြတော့ wrong practice လို့ခေါ်တယ်အဲ့ဒီတရား၃မျိုးဟာလူလောကဆုံးပြပြခြင်းအကြောင်းတရား၃မျိုးဒီလိုဆိုတယ်နော်ဘုရားဟောထားတဲ့အတိုင်းပဲထေရတွေပါဒီလိုဆိုထားတယ်ဒါလည်းဒီကနေ့ခေတ်မှာထွန်းကားပြီးတော့နေတာကနေ့ခေတ်မှာထွန်းကားတာလားလို့ဆိုမဟုတ်ဘူးလူသက်တမ်း1000လုံးဖြစ်လာအဲ့ဒီဟာဖြစ်ပြီးလူသက်တမ်းကြလာအသက်1000တန်းရောက်အသက်1000တန်းမှာဖြစ်ခဲ့ပြီဒီဟာပို့များလာမယ်လို့ဆိုလို့တယ်နောက်ကြရင်ဒီတဲ့ပိုးမြင်ကြရအောင်ပါပေါ့အသက်ရှည်နေလို့ရှင်ပိုးမြင်ကြရအောင်ပါပေါ့နော်ပို့ပြီးတော့ရောက်ဥယျာဉ်တွေများလာအောင်ပါပေါ့နောက်ကြလို့ရှင်